ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစမီးတွေတောက်လောင်နေတဲ့အချိန်ပေါ့တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်ကိုခွင်းကောင်းယူပြီးလောဘဇောတက်နေတဲ့ကုံတယ်တစုဟာရှေးအောင်ဖျားเจ้าကန်တွေစီကရွှေငွေရတနာတွေကိုမိုက်မဲစွာခိုးယူခဲ့ကြတယ်။ဘလောက်များပြားတဲ့ရွှေတွေကိုသူတို့ဘယ်လိုဖွက်ထားမလဲနောက်ဆုံးမှာတော့သူတို့ဟာရွှေတွေကိုအရေးကြိုပြီးအေယာမကြီးခေါင်းလောင်းကြီးတစ်ခုတဲ့အတွင်းဘက်မှာအထက်လိုက်တွန်းလောင်းဖုံးကွယ်ခဲ့ကြတယ်။ဒါပေမဲ့လောဘရဲ့အဆုံးသတ်ဟာတွေးဆုံးချင်းပါပဲ။ခေါင်းလောင်းကြီးကြီးစီးသွားတဲ့ညမှာပဲပုံမိုရလိုမှုယုံကြည်မှုကင်းမဲ့မှုတွေကြောင့်ကုံတွေဟာချင်းချင်းတစ္ဆာဖောက်ပြီးရက်ဆက်တက်ဖြတ်ခဲ့ကြတယ်။သူတို့ရဲ့နောက်ဆုံးထွက်တဲ့တွေဟာခေါင်းလောင်းကြီးရဲ့အောက်တဲ့မှာချုပ်ငိမ့်သွားခဲ့ပြီးသူတို့ရဲ့အညိုတကြီးဆွဲလန်းနေတဲ့ဝိညာဉ်တွေဟာအဲ့ဒီရွှေတွေအပြည့်ရှိနေတဲ့ကြီးခေါင်းလောင်းကြီးထဲမှာပဲသာဝရပိတ်လောင်ခံလိုက်ရပါတော့တယ်။နှစ်ပေါင်းများစွာကြာသွားတဲ့အခါမှာတော့အဲ့ဒီခေါင်းလောင်းကြီးရှိတဲ့နေရာဟာလူတူရောက်ပေါက်နေတဲ့တောဆက်တစ်ခုကစွန့်ပစ်ခံဘုံကြီးကျောင်းပြက်ကြီးတစ်ခုဖြစ်လာခဲ့တယ်။ဒီနေ့မှာတော့ရွာဘက်ကိုညာကြီးမင်းကြီးပြန်လာတဲ့ခရီးတဲ့ကိုဘမောင်တယောက်ပစိုးကိုကြောင်းကြိုက်အင်ကြီးကိုရွှေတန်တရွှဲဝစ်စင်ရင်ဖြတ်လျှောက်လာခဲ့တယ်။တိတ်ဆိတ်နေတဲ့ညတကောင်ရံမှာလေပြင်းတစ်ချက်အဝိမှာတန်ကြီးတက်နေတဲ့ကြေးခေါင်းလောင်းကြီးစီကအတန်ဟာတာမန်ခေါင်းလောင်းတန်မျိုးမဟုတ်ပဲလူရာပေါင်းများစွာရဲ့နာကျင်အော်ဟစ်ညီးတွားတန်တွေနဲ့ရောနှောနေတယ်ကိုဘမောင်ရဲ့ခြေလမ်းတွေရက်တန့်သွားပြီးခေါင်းလောင်းကြီးစီကိုမုံမရဲလှန့်ကြည့်လိုက်မိတယ်။ခေါင်းလောင်းတန်ပဲ့ပြင်ထပ်သွားတာနဲ့တပြိုင်နက်တည်းခေါင်းလောင်းကြီးရဲ့အောက်ခြေကမြေခိုးအငွေတွေလိုခတ်စိမ့်အလင်းရောင်တွေထွက်ပေါ်လာခဲ့တယ်။အဲ့ဒီနောက်မှာတော့ကိုဘမောင်ရဲ့မျက်လုံးတွေပြူးကျဲသွားစီမဲ့မြင်ကွင်းတစ်ခုကတော့အသားရည်တစ်စက်မှမရှိတော့တဲ့အယိုးစုဝိညာဉ်တွေဟာခေါင်းလုံးကြီးထဲကနေတကောင်ပြီးတကောင်တွားပြီးထွက်ပေါ်လာခဲ့ကြတယ်။သူတို့ရဲ့မျက်လုံးနေရာမှာကအခေါင်းပေါက်တွေထဲမှာလောဘမီးတွေလိုနေရဲတောက်လောင်နေပြီးအယိုးစစ်တွေကြားထဲမှာတော့ရေပျော်နေတဲ့ရွှေရည်ပူတွေစီးကြနေတယ်။အယိုးစုကြီးတွေဟာရှေ့ကိုတိုးလာရင်အချင်းချင်းလေပင်တွေကိုညှစ်ကာတက်ဖြတ်နေကြတဲ့ပုံစံတွေကိုထပ်ခါတလဲလဲလှုပ်ဆောင်နေကြတယ်။သူတို့ရဲ့လက်ရှောင်းခြေကြီးတွေကအနီးနားကအေးခဲရက်တက်နေတဲ့ကိုဘမောင်စီကိုရုတ်တရက်လှမ်းဆွဲဖို့ကြိုးစားလာခဲ့ကြတယ်။ရွှေတွေငါရွှေတွေငါကိုမေးဆိုတဲ့အကွဲတန်ကြီးတွေကလေထုထဲမှာပဲ့တင်ထပ်နေတယ်။ကိုဘမောင်တယောက်ကြောက်လန့်နေကြတဲ့တတိဝင်လာပြီးနောက်ကိုလှဲ့ကတက်လူပြေးရပါတော့တယ်။နောက်ကျောသေးစီကနေအယုံစုတွေကအချင်းချင်းရိုက်မဲ့တက်ဖြတ်တန်တွေခေါင်းလောင်းကြီးရဲ့ဆိုးရွားလာတဲ့မြည်ဟီးတန်တွေဟာတော့တစ်ခုလုံးကိုဖုံးလွှမ်းချန်ရစ်ခဲ့ပါတော့တယ်။ဒီနေ့ဒီအတိုင်းအဲ့ဒီစွန့်ပစ်ခံနေရာကိုဖြတ်သွားဖြတ်လာလုံရဲတဲ့လူမရှိတလောက်ပါပဲ။ညဘက်လေတိုက်လို့ခေါင်းလောင်းတန်မြည်ဟီးလာတိုင်းဘာမှတော့တိုက်ခတ်ခဲ့ကြတဲ့အသားမဲ့အယုံစုဝိညာဉ်တွေဟာသူတို့ရဲ့ရွှေတွေကိုကောင်းွယ်ရင်းခရီးသွားတွေကိုအတက်လူပြေးအောင်ခြောက်လန့်နေသေးပဲဖြစ်ပါတော့တယ်။ဇလန်လေးကတော့တော့ပါပဲ။စုံကြည့်ကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီကိုထူဝဲကျေးဇူးတင်ပါတယ်။